facility ရလဲဆိုတက္ကသိုလ်တိုင်လာစားလဲစောစီးရဆိုတော့အဆင်ပြေတယ်ကွာကိုကနေကိုသုံးရုံပဲ ရှောက်ရသွားမလားတာရင် ဒီတည်းမမပြောတဲ့အတိုင်းဆိုရင်ဟာငါတို့ main ကလေးတွေလည်း DSM လေးရှောက်လို့ရမှာပေါ့နော်အဲ့တော့ငါလည်းဂုဏ်လုံးဘာသာတော့စဉ်းစားကြည့်ရဟာငါတို့အိမ်ကငါတို့ခွေတွဲပြီးရဲ့အထိအများကြီးထောက်ပံ့ပေးခဲ့ရတာဟာအဲ့တော့ငါလည်းအခုကိုဘာတာကို6ကိုရက်တည်နိုင်လို့ရမယ်တမေးဝမ်းကြောင်းတက်ကိုတစ်ခုတက်လို့ရတဲ့အခွင့်အရေးရှိတော့တက်ရှင်ရဟာ ကတိပဲအဲ့ဆိုနေဘာမှပုံနေနဲ့တော့သူတို့ကလာစားလေးပေးမယ်နေစိတ်စားစိတ်ရလဲစရိတ်ငိမ့်မဲဆိုတော့နင်းနေဘာမှပူစရာမလိုနင်းနေနဲ့လောက်ရမှာဆိုနင်းစားတော့တဲ့အတိုင်းလေးနဲ့အလျောက်သွားပြီးတော့စားလုံးရမယ်ပြီးလို့ရှိရင်စစ်ပညာသင်ရုံပဲရှိတာဟာ ငါလည်းဆရာဝန်လို့ကိုစိတ်ဝင်စားလို့တော့ DSM လေးကိုတက်မယ်လို့စိတ်ကူးထားတာဒါပေမဲ့စစ်ပညာကြောင့်ပြင်မဲမှာဟာပြီးတော့ငါမျက်နှာတက်ထားတော့နေရမှာလို့ဆိုလို့ ဟာနေရလေအခုခေတ်သူများမင်းတခြားမင်းကလေးတောင်မှကွာဘိုးလောင်းနေဆေးဘိုးလောင်းလုံးနေကြသေးရပဲသူတို့အောင်လုံးနိုင်တာငါတို့ကဘာလို့မလုံးနိုင်ရမှာလဲငါတို့လုံးကြည့်ကြမယ်လေပြီးတော့ငါတို့အိမ်သားအမကြီးဆိုရမ်းမိုက်တာဟာ အဲ့ဒါတော့ဟုတ်တယ်ဟာဘာလဲဆိုတော့သူတို့ကဘွဲရတာနဲ့အလောက်ကအတိအကျရှိပြီးသားအထာလေးကြားရဲဂုံလည်းရှိရဲကွာလူတိုင်းကြည့်လိုက်တာနဲ့ရှိန်တက်သွားခြင်းပဲဆိုဖိုင်တာပေါ့ကွာမင်း ဟောဒီကောင်နောက်ကျရင်ချက်တော့သွားထုတ်နေအောင်ကောင်းတာကြဦးဆုံးခက်စားပြီနောက်တော့မပြော မဟုတ်ပါဘူးကွာငါလည်း6လက်ထုတ်ပြီးချင်းမင်းတို့ဖုန်းဆက်ပြီးအခုလိုခေါ်လိုက်တာပဲလေ grade အောင်ပြီးရဘယ်သူမှဆိုတက်ဆိုင်တိုင်းနဲ့ပြည်နယ်တီတီမှာတိုင်းဆက်ဌာနဆိုကြကိုတွားပြီးတော့6လာရီထုတ်ယူလို့ရနေရပဲလေအချိန်ကြီးကြာမှသေးတယ်အေးစေးပေါ့ဘာလို့နေကြ ဟာနေရလေနေအောင်မနေ့ဖြန်ငါ့ကိုလိုက်ပို့လိုက်လေငါမိဘရလဲငါတက်ချင်တာတက်ဖို့အတွက်ခွင့်ပြုပြီးသားလေအားကြောင့်ငါမနေ့ဖြန်6လတက်ထုတ်ချင်တယ် ဟုတ်တယ်ငါလည်းရှင်တယ်မနေ့ကအတူတူသွားထုတ်ကြမယ်လေ ကျွန်တော်တို့တော့ တော့ ကြ တူ တယ် နေ လေ ရမယ်လေ ဟုတ်ပြီကွာခုဆိုရင်ကျွန်တော်တို့ဖွဲ့ကဘာဆက်လုပ်မရလဲဆိုတာကိုသိလာသွားပြီအနာဂတ်မှာနိုင်ငံတော်နဲ့ပြည်သူတွေအတွက်အကျိုးပြုမယ်ခေါင်းဆောင်ကောင်းတွေအင်ဂျင်နီယာတွေဆရာဝန်တွေဖြစ်လာဖို့စိန်ခေါ်မှုတွေကိုအတူတူရင်ဆိုင်ကြပါစို့ တော့မင်းကငါတို့ညောင်းနေပြီမရောက်သေးဘူးလား ရောက်တော့မှာပါဟုတ်ပြီနားလေး ကျွန်တော်ဖောင်လေးထုတ်ရင် အော်ငါစဉ်းစားအများသွားလို့ ဟောတော့မယ်လား စစ်တပ်ကတို့ တမတော်နေပညာတကယ်လို့ တမတော်စစ်တပ်ကတို့ တရားဖို့အိမ်မက်အားလုံးတူတူကောင်းတဲ့ဟောကြားစို့ ။မောင်လေးတို့ညီမလေးတို့လည်းနီးစက်ရတိုက်စစ်ဌာနချုပ်တွေမှာဝင်သွင်းလျှောက်လာတွေကိုအခမဲ့ထုတ်ယူပြီးအမြန်ဆုံးလျှောက်လိုက်ကြဖို့အတွက်တိုက်တွန်းပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျလို့ရှိရင် like and share လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။တတ။ ဟောစီတူဟောစီတော့တာ တူတူ